ကဲဖီတာတက်စီလေးတစ်စီအယောင်းတင်ပေးမယ်ခင်ဗျာနော်လိုအပ်သူများအတွက်ပေါ့ရန်ကုန်လိုင်းစဉ်အီးနံပါတ်ကလေးနဲ့ဖြစ်မယ်1003လေးဖြစ်မယ်ကာလာအမဲလေးပါရန်ကုန်လိုင်းစဉ်လေးပါခင်ဗျာအင်ဂျင်ပါဝါ1500 cc လေးနဲ့ရရှိပါမယ်ခင်ဗျာရောင်းချပေးမယ်ဈေးနှုန်းက982မှာ8သိန်းညှိနှိုင်းရောင်းပေးမယ်နော်ဟုတ်လားချရမူကီလေးဖြစ်မယ်နော်နောက်ဖုန်းလေးကဲဒါလေးကတော့အတွင်းကန်းရှေ့ကောင်းကန်းလေးဖြစ်မယ်ခင်ဗျအော်တိုကီယာလေးပါအဲကွန်ပါညာရမယ်ခင်ဗျနော်1500 cc ဆိုအယုံဆွဲလေးလည်းကောင်းသလိုဒါအဲကွန်လေးလည်းနိုင်နေဖြစ်သွားမှာခင်ဗျဟိုင်းဝေးဆိုရှေ့ကောင်းမှုနောက်ကန်းလေးကျဲတယ်ခင်ဗျဆက်လေးနှုတ်ပြပေးမယ်နော်လိုင်းစီတရ2026 17လပိုင်းပါခင်ဗျတဲ့လို့ပြောလို့ရတယ်နော်အဲကွန်တန်အေးတက်ကန်နေပါရမယ်အဲကွန်ရှယ်အေးပြတကယ်အေးတာတကယ်အေးတာနည်းခံလိုက်ဦးကဲငွေချမ်းလေးတွေရမယ်အလဲထက်ရမယ်ခင်ဗျအရေးကြတော့ကျွန်တော်ယာယီရဆိုင်ထားပါတယ်ကားလေးနဲ့ပတ်သက်ပြီးအသေးစိတ်သိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်0988 033938ကိုဒါဆက်သွယ်မေးမြန်းနိုင်တယ်လို့39933939995139ကိုလည်းဒါဆက်သွယ်မေးမြန်းနိုင်တယ်ခင်ဗျနော်ကိုယ်တိုင်ကိုကြလာရောက်ကြီးကျူးကျင်တယ်ဆိုလို့ရှိရင်တော့အရှိတကုံမင်းရဲ့ကျော်စွာ1 way လမ်းမှာရှေ့ရက်ကွက်ကြောင်းမှတ်တိုင်ဒီစိုးကြီးကားရှိုးလုံးမှာကြည့်ရမယ်ခင်ဗျာနော်ဒီကားလေးကကြိုတင်ဖုံးဆက်ပေးဖို့တော့လိုအပ်မှာခင်ဗျာနော်ဟုတ်ကဲ့ကျွန်တော်ကတော့ကိုချမ်းမှာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်